မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapico သတင်းဌာနကနေကြိုးဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ဘူးတလင်မြို့ကိုယာယီထိန်းချုပ်နိုင်ခဲ့ပေမဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဘူးတလင်တပ်ပေါင်းစုစစ်ကြောင်းကထုတ်ပြန်ထားတဲ့သတင်းဖြစ်ပါရရှင်စကိုင်းတိုင်းဘူးတလင်မြို့ကိုယာယီထိန်းချုပ်နိုင်ခဲ့ပြီးပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဘူးတလင်တပ်ပေါင်းစုစစ်ကြောင်းကမနေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါရရှင်မုံရခရိုင်ကိုကဲရေးမှုနဲ့တော်လန်ရေးတပ်တွေကပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့မှာဘူးတလင်မြို့သိမ်းတိုက်ပွဲကိုဖော်ဆောင်ခဲ့တာလို့ဘူးတလင်တပ်ပေါင်းစုကအတည်ပြုထားပါတယ်။တော်လန်ရေးတပ်တွေကဘူးတလင်မြို့မှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနေရာစစ်တပ်ထိုင်ချနေရာ၄ခုလုံးကိုတိုက်ခိုက်ခဲ့ပြီးမြို့ကိုယာယီထိန်းချုပ်နိုင်ခဲ့တာလို့အဆိုပါတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်။ဘူးတလင်တပ်ပေါင်းစုရဲ့စစ်ကြောင်းမှုက28ရက်နေ့တိုက်ပွဲဖြစ်ပြီးတော့လေလမ်းမှာလည်းနမခကနေလာကူတဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်တယ်28ရက်နေ့ကနေစထိန်ထားတာ30ရက်နေ့ညကျတော့ဝိုင်းထားတဲ့မြို့ကိုပြန်ပေးလိုက်ရတယ်30ရက်နေ့ကနမခကထွက်လာတဲ့စစ်ကြောင်းကဘူးတလင်မြို့ထဲကိုဝင်သွားတယ်လို့ပြောပါတယ်စစ်တပ်ရဲ့နောက်ဆုံးခံစစ်ဘဏ်ကအပါဝင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာဟောင်ဝီဇာပါရာမော်တာဝိုင်းတွဲအသေးခံဒရုန်းနဲ့ပစ်ကူပေးခဲ့တယ်လို့တော်လန်ရေးတပ်တွေကလည်းလက်နက်ခဲယမ်းမလုံလောက်နိုင်ခဲ့လို့ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းဘူးတလင်တပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်တော်လန်ရေးတပ်တွေကတိုက်ပွဲစဖြစ်တဲ့ဒီဇင်ဘာလ28ရက်နေ့ကနေ30ရက်နေ့အထိထိန်းထားနိုင်ခဲ့ပေမဲ့ဒီဇင်ဘာလ30ရက်နေ့ကနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကူစစ်ကြောင်းကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့အဆိုပါတပ်ဖွဲ့ရဲ့စစ်ကြောင်းမှုကပြောထားပါတယ်တော်လန်ရေးတပ်တွေကတိုက်ပွဲဖြစ်ပွားရာကာလအတွင်းမှာပြည်သူတွေကိုကယ်ထုတ်ထားနိုင်ခဲ့တယ်လို့လည်းအဆိုပါစစ်ကြောင်းမှုကအတည်ပြုထားပါတယ်ရှင်စစ်တပ်ဘက်က15ဦးထပ်မံသေဆုံးပြီးမြို့သိမ်းတိုက်ပွဲအတွင်းမှာတော်လှန်ရေးရဲဘော်3ဦးနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်ကူစစ်ကြောင်းကိုဂျားဖြတ်တာဝန်ယူခဲ့ရတဲ့တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ3ဦးကြာဆုံးခဲ့ရပါတယ်။စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေကတော့ဘူးတလင်မြို့တိုက်ပွဲမှာစစ်တပ်ကလေကြောင်းပစ်ကူတွေတုံးပြီးတိုက်ခိုက်ခဲ့သလိုတော်လှန်ရေးရဲဘော်တွေကြာဆုံးခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းဖော်ပြထားပါသေးတယ်ရှင်။စစ်တပ်လက်အောက်ခံစကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး website မှာတော့ဘူးတလင်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတာမျိုးကိုမတွေ့ရသေးပါဘူး။ဒါအပြင်နှစ်ဖက်တပ်တွေအထိခိုက်အကြဆုံးနဲ့အရက်သားတွေထိခိုက်ဒေဆုံးမှုအပါအဝင်တိုက်ပွဲကြောင့်အရက်သားပြည်သူနေအိမ်တွေထိခိုက်ပျက်စီးမှုကိုတော့ကျွန်တော်တို့သတင်းမီဒီယာအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အဆိုပါမျိုးသိန်းတိုက်ပွဲကိုမုံရွာခရိုင်ကိုကဲမှုအပါဝင်မုံရွာခရိုင်ပကဖာကြီးကိုကဲမှုဖြင့်ဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမုံရွာခရိုင်အမှတ်20တပ်ရင်မုံရွာခရိုင်ဗျူဟာ66တပ်ရင်ညောင်ခရိုင်အမှတ်3တပ်ရင်ရမပင်ခရိုင်အမှတ်28တပ်ရင်ရမပင်ခရိုင် 9+1 တပ်ရင်ဘာမာအာမီ BA အမှတ်1တပ်ရင်မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့ဘူးတလင်မြို့နယ်ပကဖအဖွဲ့ရေဦးမြို့နယ်ပကဖအဖွဲ့နဲ့ဒီပဲရင်းမြို့နယ်ပကဖအဖွဲ့တို့ကပူးတွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။